္ဂလာပါရှင်မက်ရွှေမိုးကိုရီးယား channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့အင်ဂျယ်ပါဒီကနေ့မှာတော့တောင်ကိုရီးယားရဲ့အချမ်းသာဆုံးမိသားစုအတွင်းကငွေကြေးနဲ့အမုန်းတရားရဲ့အကြီးတန်းတဲ့မျက်နှာစာကိုဖော်ပြခဲ့တဲ့ကြေကွဲဝေရာဇလန်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းက2016ခုနှစ်မှာတောင်ကိုရီးယားတနိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ကိုရီးယားနာဟိုတယ်ပိုင်ရှင်နဲ့ချိုစွန်းသတင်းစာတိုက်ပိုင်ရှင်တထေးကြီးဘန်ရဲ့မိန်းမတထေးကတော်လီမီရန်ရဲ့ဖြစ်ရမှန်ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်တောင်ကိုရီးယားတထေးမိသားစု2016ခုနှစ်စက်တင်ဘာလ1ရက်နေ့ည12:29မိနစ်အချိန်မိသားစုဝင်တွေအားလုံးအိပ်ပျော်နေတဲ့လူကြီးတိတ်ဆိတ်လာတဲ့ညတညပေါ့ညဟာတိတ်ဆိတ်လွန်လို့ခြောက်ချဖို့ကောင်းလာတယ်အမျိုးသမီးကြီးတဦးဟာတယောက်တည်းဘယ်သူမှမသိအောင်အိမ်ထဲကခိုးထွက်လာတယ်အမျိုးသမီးကြီးရဲ့ကိုယ်မှာဒဏ်ရာတွေနဲ့အရန်လဲကြောက်လန့်နေပုံရတယ်အမျိုးသမီးကြီးကဟန်မြစ်ဘက်ကိုဦးတည်ပြီးကားမောင်းနေတယ်ပြီးတော့တစုံတရာကိုလေးလေးနက်နက်တွေးပြီးချီတုံချတုံဖြစ်နေပုံရတယ်ခဏကြာတော့မျက်ရည်ကျလာတယ်အရန်ကြောက်တယ်ကားမောင်းရင်អော်လိုက်တယ်အမျိုးသမီးကြီးဟာအယူတယောက်လိုနှုတ်ကတတွတ်တွတ်ရင်ရွတ်ပြီးအကိုဖြစ်သူလီစွန်ချောနဲ့မိခင်စီအတန်ဖိုင်ပို့နေတယ်ခဏနေတော့ကားကိုထိုးရက်လိုက်ပြီးအမျိုးသမီးကြီးအမှောင်နဲ့ပြေးဝင်ပြက်ကွယ်သွားတယ်အမျိုးသမီးကြီးကအလွန်အင်မတန်မြင့်တဲ့ဘန်းဟွာတရားပေါ်ကိုတုံတုံရင်ရင်နဲ့တက်သွားပြီးဟန်မြစ်ကိုငုံကြည့်လိုက်တယ်တရားကမြင်လွန်းတော့ဟန်မြစ်နဲ့အဝေးကြီးလို့နောက်ပိုင်း CCTV ထဲမှာမြင်ရတဲ့မြင်ကွင်းတွေအရအမျိုးသမီးကြီးကမြစ်ထဲကိုငုံကြည့်လိုက်တရားပေါ်မှာဟိုပြေးလိုက်ဒီပြေးလိုက်နဲ့တွေးယူသေးတမ်းဖြစ်နေခဲ့တယ်နောက်ဆုံးတော့တုံလှုပ်ခြောက်ခြားစွာနဲ့မြစ်ထဲကိုခုန်ချသွားခဲ့တယ်ဒီသတင်းကြောင့်တောင်ကိုရီးယားပြည်သူတွေတုန်လှုပ်ရတယ်အကြောင်းကအဲ့ဒီအမျိုးသမီးကြီးဟာတောင်ကိုရီးယားနိုင်ငံမှာလက်ချိုးရေတွက်လို့ရတဲ့အချမ်းသာဆုံးစီးရင်ဝင်ကိုရီးယားနာဟိုတယ်ပိုင်ရှင်ချိုစွန်းသတင်းစာတိုက်ပိုင်ရှင်ရဲ့ဒုတိယမြောက်သားတထေးကြီးဘန်ရဲ့မိန်းမတထေးမကြီးလီမီရန်ဖြစ်နေလို့ပါတထေးကြီးဘန်ဟာမင်းသမီးချန်ချာယွန်းတည်သွားတဲ့အမှုနဲ့ပတ်သက်နေတဲ့ချိုစွန်းအီဘိုသတင်းစာဌာနကဘန်ဆိုတဲ့တထေးကြီးဖြစ်ပါတယ်တထေးမကြီးလီမီရန်ကပညာတတ်တထေးသမီးတစ်ယောက်ဖြစ်ပြီးဘန်မိသားစုလောက်မချမ်းသာပေမဲ့အတော်လေးချမ်းသာပြီးပညာတတ်တဲ့မျိုးရိုးကအမျိုးသမီးကောင်းတစ်ယောက်ပါလီမီရန်ရဲ့ဖခင်ကလည်းခေသူမဟုတ်ဘူးနိုင်ငံတော်သမ္မတအဆက်ဆက်အားထားရတဲ့ Blue House ရဲ့တွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးပါအမျိုးသမီးကြီးလီမီရန်ကသားသမီးတွေကိုချစ်လွန်းတယ်အဲ့ဒီမိသားစုကဟန်နန်းဆိုတဲ့လူချမ်းသာရက်ကွက်မှာနန်းတော်ကြီးလိုကြီးကျယ်ခမ်းနားတဲ့အိမ်မှာနေကြတယ်ခြံဝန်းကြီးကလည်းတာယာလှပတဲ့တောအုပ်ကြီးလိုခမ်းနားလွန်းတယ်အမျိုးသမီးကြီးမြစ်ထဲခုံမချခင်အကိုဖြစ်သူစီပို့ခဲ့တဲ့အတန်ဖိုင်ကတကယ်ကိုတောင်းပန်ပါတယ်အကိုဘာပဲဖြစ်ဖြစ်အသက်ရှင်မယ်လို့စိတ်တင်းခဲ့ပေမဲ့ချိုစွန်းအီဘိုကဘန်ယုံဟုံးကိုဘသူကဘလို့အနိုင်ယူမှလဲတေးရမှာအရန်ကြောက်တယ်ဒါပေမဲ့ဒီနည်းလမ်းပဲရှိတော့တယ်အမျိုးသမီးကြီးကိုတတ်မသေးခင်တေးတန်းစာရေးဓာတ်ပုံရိုက်ပြီးမိဘမောင်နှမတွေကိုပို့ခဲ့တယ်အတန်ဖိုင်ကိုရပြီးတဲ့နောက်လီမီရန်ရဲ့မိခင်အကိုနဲ့မောင်နှမတွေကငိုယိုပြီးညာရင်းချင်းလှိန်နဲ့သူမကိုလိုက်ရှာကြတယ်လီမီရန်ရဲ့အမေကလီမီရန်ရဲ့ခင်မွန်းဖြစ်သူဘန်နဲ့သားသမီးတွေကိုအကြောင်းကြားတယ်။မောင်ရင်မိမအိမ်ကဆင်းလာတာတော့မင်းမသိဘူးလား။ကိုတက်တည်တော့မယ်ထင်ရဲ့လုတ်ကြပါဦး။ပင်မလို့အိတ်မလို့ခမ။လီမီရန်ရဲ့မိခင်ကနားမလည်နိုင်အောင်ဖြစ်သွားတယ်။လီမီရန်ရဲ့ယောက်ျားဘန်နဲ့သားသမီးတွေကသူမကိုတယောက်မှလိုက်မရှာခဲ့ပါဘူး။လီမီရန်ရဲ့မိသားစုကတော့မအိတ်နိုင်မစားနိုင်။လီမီရန်အသက်များရှင်နေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။ဒီလိုနဲ့33နာရီအကြာမှာအမျိုးသမီးကြီးရဲ့အလောင်းဟာရေစီးနဲ့မျောပါသွားတာမို့ဂါယန်တရာနာမှာပြန်တွေ့ခဲ့တယ်။အမျိုးသမီးကြီးကမျက်လုံးတွေပြူးကျဲပြီးတောင့်တင်းသေးဆုံးနေပြီ။မောင်ရင်မင်းမိမအသက်မရှိတော့ဘူး။ရှင်ခွဲယုံကထောက်လန်းရေးတွေစစ်ဆေးပြီးတဲ့အခါအမျိုးသမီးကြီးရဲ့အလောင်းကိုဘန်နဲ့သားသမီးတွေကလာယူတယ်။2016ခုနှစ်6လပိုင်း3ရက်နေ့မှာအမျိုးသမီးကြီးရဲ့အလောင်းကိုရှင်ခွဲယုံကထုတ်လာပြီး2နာရီအကြာဘန်နဲ့သားသမီးတွေဟာအမျိုးသမီးကြီးရဲ့မိခင်နဲ့မောင်နှမတွေကိုအကြောင်းမကြားပဲအမျိုးသမီးကြီးကိုအထုပအခမ်းအနားတောင်ပြင်မပေးပဲမီးရှို့တကြိုလိုက်ကြတယ်။ဈေးအပေါ်ဆုံးအခေါင်းကိုသူတို့ရွေးချယ်ခဲ့ကြတယ်။ပန်းကလေးတစ်ပွဲနောက်အလောင်းပေါ်မတင်ခဲ့ကြဘူး။ငိုမဲ့သူလည်းတယောက်မှမရှိခဲ့ဘူး။အမျိုးသမီးကြီးရဲ့အကိုနဲ့မိခင်ကြီးကဒါကိုမသိပဲရင်ခွဲယုံနဲ့ရှိတယ်ထင်ပြီး
အလောင်းကိုနောက်ဆုံးချိန်နှုတ်ဆက်ဖို့အတုပချဖို့စောင့်နေကြရှာတယ်။အမျိုးသမီးကြီးကိုမိတကြိုတဲ့နေ့မှာပဲအမျိုးသမီးကြီးယောက်ျားဟာတငယ်ချင်းတွေနဲ့အရက်တောက်ပြီးရှီမောနေတဲ့ပုံကိုအင်တာနက်မှာတင်လိုက်ပြန်တယ်။သမီးရဲ့အတုပကိုဘယ်မှာစီစဉ်ကြမလဲလို့အမျိုးသမီးကြီးရဲ့မိခင်ကစိတ်မရှိနိုင်ပဲဖုန်းဆက်မိတော့အိမ်ကူကဒီလိုဖြေတယ်။အော်မိတကြိုလိုက်ပြီတဲ့။ဘာပြောတယ်။မိတကြိုတဲ့အလုပ်သမားတွေကပြောတယ်။အမျိုးသမီးကြီးရဲ့ယောက်ျားနဲ့သားသမီးတွေကရီရီမောမောပဲဝမ်းနေတဲ့သူတယောက်မှမရှိဘူးတဲ့။ရဲတွေအတိတွေလာရင်ဝမ်းနေတဲ့လို့အမူအရာလုပ်ပြီးသူတို့ခြံထဲရောက်ရင်သူတို့ရေကြပါလေရော။အဲ့ဒီလိုအမျိုးသမီးကြီးကိုတေးစေခြင်းပြီးလှောင်ပြောင်ခဲ့သူတွေဟာအဲ့ဒီအမျိုးသမီးကြီးရဲ့သားသမီးအရင်တွေပေါ့။ဗန်နဲ့သားသမီးတွေရဲ့အိမ်မှာနေတဲ့ခြံဆောင်ကြီးကအသုဘကပြန်လာပြီးမောင်နှမ၄ယောက်ကအိမ်ထဲကိုကပြီးဝင်လာကြတယ်။လက်ညှိုးနဲ့ V အမှတ်သားလှုပ်ပြီးကောင်းလိုက်တာလို့ပြောနေကြသေးတယ်။အမျိုးသမီးကြီးလီမီရန်ဟာမြေအောက်ခန်းမှာလှောင်ပိတ်အကျဉ်းချခံထားရတာ၄လရှိပါပြီ။နန်းတော်ကြီးလိုခမ်းနားလှတဲ့အိမ်ကြီးရဲ့ဟိုးမြေအောက်ခန်းထဲမှာမိခင်ကြီးလီမီရန်ဟာအချုပ်ကျနေခဲ့တယ်။ခြံဆောင်ကြီးနဲ့အိမ်အကူလုပ်သမားတွေကဝမ်းနေလွန်းလို့အလုတ်ကထွက်ခဲ့ပြီးမျက်မြင်သက်သေအဖြစ်ထွက်ဆိုခဲ့ကြတယ်။အမကြီးလီမီရန်ကကျမဘာလို့ဒီဘဝကြီးမှာနေရတယ်လဲမသိတော့ပါဘူးလို့အမြဲငိုယိုနေရှာတယ်။သမီးကြီးကတမင်သက်သက်ပထမတက်မှာတငယ်ချင်းတွေနဲ့ပါတီလုပ်ပြီးကောင်းပေးဆိုတဲ့အစားအစာတွေစားပြတယ်။မိခင်ကြီးလီမီရန်ကတော့အိမ်ကူခိုးကြွေတဲ့ကစုံအုပ်နှလုံးကြက်ဥနှလုံးနဲ့ပင်ပင်ပန်းပန်းအသက်ဆက်နေရရှာတယ်။တခါတလေဘာမှမစားရလို့ဗစက်ကအနှံ့ဆိုးကြီးထွက်ပြီးငှက်ပြက်နေရှာတယ်။တခိုးမကြီးကိုအစာမကျွေးနဲ့နော်။သမီးကြီးကအမိန့်ချတယ်။ဒီလိုနဲ့အမျိုးသမီးကြီးလီမီရန်မြေအောက်ခန်းထဲမှာနေရင်အစာငတ်ပြီးလဲကျသွားတယ်။ဒါကြောင့်အိမ်ကူကဝမ်းဝမ်းတိုင်းကယ်ဆယ်ရေးကိုခေါ်ခဲ့ဘူးတယ်။ဟန်ဆောင်နေတာပါအဲ့ဒီကောင်မကြီးထဆန်းပါလို့အဲ့ဒီအမျိုးသမီးကြီးကိုရီမောပြီးလှောင်ပြောင်ခဲ့တဲ့အသက်36နှစ်အမျိုးသမီးကသူမရဲ့သမီးကြီးပါ။အမျိုးသမီးကြီးလီမီရန်အကြောက်ဆုံးကတော့အဲ့ဒီသမီးကြီးပေါ့။ခမကြီးတေးလိုက်ပါလားကိုတက်တေးလိုက်လေ။မြေအောက်ခန်းနဲ့လေးလားတိုင်တိုင်ထဲ့လောင်ထားတဲ့အဲ့ဒီအမျိုးသမီးကြီးမတေနိုင်လို့ဒေါသတကြီးအော်ဟစ်နေတဲ့အသက်32နှစ်အမျိုးသားကတော့သူမရဲ့သားကြီးဖြစ်ပါတယ်။မိခင်ကြီးကအနစ်နာခံပညာတတ်အောင်ကူညီခဲ့သမျှသမီးကြီးကတော့လူမိုက်တွေခေါ်လာပြီးနှိပ်စက်ခိုင်းတယ်။ဒီနေ့မောင်နှမ၄ယောက်ဟာမြေအောက်ခန်းမှာလှောင်ထားတဲ့မိခင်ကြီးကိုအိမ်ထဲကနေအတင်းဆွဲထုတ်တယ်။ကောင်မကြီးဒီအိမ်မှာမနေနဲ့ဆင်း။မြေအောက်ခန်းထဲမှာတော့နေပြားစီသမီးတို့သားတို့ရဲ့သားကြီးကအရေးပေါ်ကယ်ဆယ်ရေးဌာနကိုဖုန်းဆက်ပြီးကျွန်တော်တို့အမေယူနေလို့စိတ်ကျမ်းမာရေးစေုံပို့ပေးပါလီမီရန်ဟာဖက်နှက်တောင်မစည်းနိုင်ပဲဝန်ထမ်းတွေလက်ထဲမှာအော်ဟစ်ရုန်းကန်နေရှာတယ်အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေကိုအကျိုးအကြောင်းရှင်းပြပြီးမိခင်အိမ်ကိုပို့ပေးဖို့တောင်းပန်တယ်အိမ်ကိုဖက်နှက်မပါပဲရောက်လာတဲ့သမီးလီမီရန်ကိုကြည့်ပြီးမိခင်မှာငိုလို့မဆုံးဘူးလီမီရန်စိတ်ကျမ်းမာရေးစေုံသွားရမှာအရန်ကြောက်တယ်လျှက်စစ်လျှော့ရိုက်ခံရစေးထိုးတက်ကြမှာလီမီရန်သိနေတယ်ယောက်ျားနဲ့သမီးကြီးဟာသူတို့မုန်းတဲ့သူတွေကိုဘလို့လုပ်တယ်ဆိုတာသူမအသိဆုံးလေနောက်တည့်ရကြတော့အမျိုးသမီးကြီးလီမီရန်ရဲ့အမအိမ်ကိုဗန်နဲ့သားကြီးကကြောက်တုံးကင်တစိန်ကင်ပြီးဝုန်းတိုင်းကျဲပြီးလီမီရန်ကိုပြန်ခေါ်တယ်ပြီးတော့မြေအောက်ခန်းထဲကိုထပ်ထည့်ပြီးဝိုင်းပြီးနှိပ်စက်ကြတော့တယ်သမီးကြီးကဖုံးသိမ်းလိုက်တယ်သားသမီးတွေရဲ့အောက်တန်းကျတဲ့စိတ်ဓာတ်ကိုမိခင်ကြီးလီမီရန်အရန်ပဲကြောက်သွားတော့တယ်မိခင်ကြီးလီမီရန်ဟာသားသမီးတွေမသိအောင်ဖွက်ထားတဲ့ဖုံးနောက်တစ်လုံးနဲ့တိတ်တဆိတ်မြေအောက်ခန်းမှာနေရရှာတယ်မသေးခင်ရရက်ဆက်ဆက်အချင်းချခံခဲ့ရတဲ့အပြင်အရိုက်နဲ့ခံရဓာတ်နဲ့အထိုးခံရတယ်နောက်ဆုံးအမျိုးသမီးကြီးဟာသူတို့ကိုကြောက်လွန်းလို့အဲ့ဒီအိမ်ကခိုးထွက်ပြီးဟန်မြစ်ထဲကိုခုန်ချလိုက်တာဖြစ်တယ်နိုင်ငံရဲ့အတန်လွင့်ဌာနကြီးကိုပိုင်သူနိုင်ငံအကုံဆောင်ဟိုတယ်ကြီးပိုင်ရှင်ချမ်းသာလုံးလို့တနိုင်ငံလုံးတည်တဲ့မိသားစုရဲ့စိတ်ဓာတ်တွေကအကြီးတန်းလွန်လှတယ်။အဲ့ဒီသတင်းဟာ2016ခုနှစ်မှာနာမည်အကြီးဆုံးသတင်းဖြစ်ခဲ့တာပေါ့။ဒီနေ့အထိနာမည်ကြီးတော့မယ်။မိခင်ကြီးလီမီရန်ရဲ့တည်တန်းစာမှာယောက်ျားကကျမကိုအတွေ့မခံတော့ဘူး။ကျမဖုန်း message တွေလည်းမတုံ့ပြန်တော့ဘူး။ကွာရှင်းဖို့ပဲရှိတော့တယ်။ကွာရှင်းမယ်ပြောရင်လည်းအင်အားသုံးပြီးမကွာပေးဘူး။မိဘအိမ်ပြန်နေရင်လည်းကျမမိဘမောင်နှမတွေကိုလိုက်ပြီးဒုက္ခပေးတော့မှာ။သမီးနဲ့သားတို့နင်တို့ဖြစ်စေချင်တဲ့အတိုင်းအမေသေးပေးပါမယ်။ကျမအရန်ဝမ်းနေတယ်ကြောက်လဲကြောက်တယ်
သူကဥပဒေအထက်မှာနေတာလေကျမအတွက်အသက်သာဆုံးနီလန်းကိုကျမရွေးချယ်လိုက်တာပါအမေကျမကြောင့်ဝမ်းမနေပါနဲ့အမျိုးသမီးကြီးလီမီရန်ဟာဖုန်းနဲ့အတန်ဖိုင်ကိုမိခင်စီပို့ခဲ့တယ်ပြီးတော့အမျိုးသမီးကြီးလီမီရန်ကိုတက်တည်သွားတယ်အမျိုးသမီးကြီးလီမီရန်ရဲ့သားသမီးတွေဟာဘလို့လူစားမျိုးတွေလဲသားကြီးကငွေရှိတယ်ဆိုပြီးထင်တိုင်းကျဲနေသူအမျိုးသမီးကြီးလီမီရန်မသေးဆုံးခင်မကြသေးခင်ကပဲသားကြီးဟာလူတယောက်ကိုကားတိုက်ပြီးထွက်ပြေးလို့ပြဿနာတွေကြီးကျယ်ဖြစ်လိုက်သေးတယ်သူ့ဖေဘန်ကသားကြီးကိုရဲတွေမဖမ်းမိအောင်ထောင်မကျအောင်ငွေနဲ့လိုက်ဖုံးနေရတယ်သားကြီးပြဿနာကိုသူ့ဖေသိတာဒါတစ်ခုပဲရှိသေးတယ်ယောက်ျားမသိအောင်ကြိတ်ပြီးအမျိုးသမီးကြီးလီမီရန်ဖြည့်ရှင်းခဲ့ရတာနှစ်30ပါသမီးကြီးကရောအသက်36နှစ်ယောက်ျားနဲ့ကွဲတယ်ကွဲတဲ့ယောက်ျားကိုမုံမုံနဲ့လူမိုက်ငှားပြီးယောက်ျားနဲ့ယောက်ျားမိသားစုကိုတစ်ချိန်လုံးရိုက်နှက်နှိပ်စက်ပြီးကျေနပ်အားရနေတဲ့သမီးကြီးတကယ်ရုပ်ရှင်တွေကလို့အဲ့ဒီသမီးကြီးကလည်းအမေကိုဘာမှညာမနဲ့စုံနေအောင်ဆဲတယ်မြင်သေးပါစေမသေးသေးဘူးလားသူတို့ဘာလို့မိခင်ကိုမုန်းတာလဲဒါဟာနိုင်ငံတကာကတထေးမိသားစုတွေမှာဖြစ်လိရှိတဲ့ပြဿနာပါဖခင်ဘန်ကငွေရမ်းချမ်းသာတော့ငွေမလိုဘူးဖခင်မက်တာကဂုံလေသားသမီးတွေကိုအမြင့်ဆုံးတက္ကသိုလ်ကိုတက်စေခြင်းနဲ့သားသမီးကညံမကောင်းဘူးဒါကိုမသိပဲသားသမီးတွေစာမလိုက်နိုင်ရင်ဖခင်ကမိခင်ကိုပဲအပြစ်တင်တယ်မိခင်ကကြားထဲကအမုန်းခံပြီးတော့ကလေးတွေကိုစချက်ခိုင်းတယ်ငွေပေးပြီးနာမည်ကြီးကျူရှင်ဆရာမတွေငှားတော့ကလေးတွေကအမေကိုမုန်းတယ်အခုဆိုအဲ့ဒီသားကြီးနဲ့သမီးကြီးကတောင်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ Sky တက္ကသိုလ်ကပညာတတ်ကြီးတွေဖြစ်နေပြီဖခင်ကဒါတွေမသိပဲဝမ်းသာတယ်ကြွားလို့ရတာကိုဖခင်ကဒီချက်မကမျှော်လင့်ထားတယ်အမေရိကန်က Oxford တက္ကသိုလ်လောက်ကိုရောက်စေချင်တာကလေးတွေကိုဒီလောက်အထိပဲရောက်ရသလားဆိုပြီးမိခင်ကိုထပ်ပြီးအပြစ်တင်တယ်သားသမီးတွေကလည်းချမ်းသာလွန်တဲ့ဖခင်ရဲ့အမွေတွေကြောင့်ဘရင်ကြီးတဆူလိုအရန်ဖားတယ်မိခင်ကိုကြတော့နိုင်ကြတယ်တထေးအင်္ဂါကလေးတွေကအိမ်ကိုတွေနဲ့လိုတရကြီးပြင်းလာတော့အပြင်လူတွေကိုမောက်မာတယ်ဒါကြောင့်ပြဿနာအမျိုးမျိုးဖြစ်တယ်ဒါကိုမိဘတွေကငွေနဲ့လိုက်ဖုံပြီးတော့ပိုဆိုးလာတယ်ဘန်နဲ့လက်ထက်တော့လီမီရန်ရဲ့အသက်က22နှစ်ပဲရှိသေးတယ်လက်ထက်ပြီး10နှစ်လောက်အကြာတနေ့မှာဘန်ကလီမီရန်ကိုအိမ်စရိတ်နဲ့ကလေးတွေပညာရေးလိုတာသုံးဖို့တန်း9000ဘန်နဲ့ထည့်ပေးတယ်အမှန်တော့အဲ့ဒီငွေတန်း9000ကငွေဖြူမဟုတ်ဘူးငွေမဲကနေငွေဖြူလုတ်ချင်လို့ဘန်ကအကြံနဲ့ပေးတာပေါ့မိခင်ကြီးကညံမကောင်းတဲ့သားကြီးနဲ့သမီးကြီးကိုအဆင့်မြင့်တက္ကသိုလ်ရောက်အောင် Sky တက္ကသိုလ်ကိုအလူငွေတွေထည့်ငွေတွေထိုးသူတေသနာစာတမ်းတွေငွေပေးပြီးဝယ်တယ်တက္ကသိုလ်ဝင်ခွင့်ရအောင်ယောက်ျားမသိအောင်ကြိတ်ပြီးကူညီခဲ့တယ် Sky တက္ကသိုလ်ဝင်ခွင့်ရတော့လေသူတို့စာမလိုက်နိုင်ဘူးငွေနဲ့လိုက်ပြီးဖြည့်ရှင်းရပြန်တယ်သမီးငယ်နဲ့သားငယ်ကိုအမေရိကန်နိုင်ငံအိုဟိုင်းယိုတက္ကသိုလ်ကိုပို့တယ်ထုံးစံအတိုင်းအလှငွေထည့်ပြီးဘွဲတစ်ခုစီယူခိုင်းခဲ့တယ်သမီးငယ်နဲ့သားငယ်ကလည်းအမေရိကန်မှာမွေးရစေးသုံးပြီးပြဿနာအမျိုးမျိုးဖြစ်လို့တစ်ချိန်လုံးငွေနဲ့လိုက်ရှင်နေရတယ်မိခင်ကြတော့သူတို့လိုသမျှနှိုက်လို့ရတဲ့ငွေတွင်းခိုင်းပတ်မိခင်ကဆိုရင်ရန်ဖြစ်ဖက်လို့ဆက်ဆံတယ်မိခင်စီကငွေကိုအမြဲတမ်းတိုက်နေတဲ့သားသမီးတွေပေါ့မောင်နှမ၄ယောက်ဟာငငယ်ကလေးကမိခင်ကိုစိတ်တိုင်းမကြရင်ပစ္စည်းနဲ့ပေါက်တွန်းချရိုက်နေတာအချင်းဖြစ်နေတယ်ဒီလိုနဲ့လီမီရန်ကန်အဆိုးဆုံးနေ့တစ်နေ့ရောက်လာတယ်ဘန်ကငွေဘလောက်ကြံသေးလဲလို့မေးတော့လီမီရန်ကတိတ်မကြံတော့ဘူးလို့ဖြေတယ်ဟင်ဘယ်ရောက်သွားလဲရှင်ကျမကိုပေးခဲ့တာမဟုတ်ဘူးလားလီမီရန်မဖြေချင်တော့လှက်ပတ်ပြီးညင်းတယ်အဲ့ဒီမှာဘန်ကငွေတွေကိုလီမီရန်ကအမျိုးတွေကိုပေးပစ်တာလို့ဆွဆွဲတော့တာပဲဒေါသကြီးတဲ့ဘန်ဟာသားသမီးတွေနဲ့မိခင်ကြီးကိုရန်တိုက်ပေးတော့တယ်သားသမီးတွေကလည်းသူတို့အကြောင်းမပေါ်ချင်တော့ငွေရင်းဖြစ်တဲ့အဖေကိုဖားတယ်သားကြီးအဲ့ဒီငွေတန်း9000ကမင်းကိုငါပေးတဲ့အမွေပဲပြန်ရအောင်ယူနိုင်တဲ့သူအမွေထပ်ပေးမယ်ဒီတော့သားသမီး၄ယောက်ကမိခင်ကြီးကိုဆဲဆိုရန်ဖြစ်ကြပါလေရောအဲ့ဒီတော့မိခင်ကြီးလီမီရန်ကသားသမီးတွေကိုဖုန်းနဲ့စာပို့တယ်အဲ့ဒီစာကငွေတန်း9000ကိုဘယ်နေရာဘယ်လိုသုံးခဲ့တယ်ဆိုတာတခုချင်းအသေးစိတ်ရှင်းပြထားတာပဲအဲ့ဒီထဲမှာသားသမီး၄ယောက်အဖြစ်မရှိလို့တက္ကသိုလ်မှာငွေလှူထားတာတွေပြဿနာဖြစ်လို့ငွေနဲ့လိုက်ဖုံးထားတာတွေကုန်ပါတယ်မင်းတို့အဖေကိုရှင်းမပြနိုင်တာမင်းတို့ဒုက္ခရောက်မှာဆိုလို့အမေပဲအပြစ်လုပ်တယ်လို့ခံနေရတယ်မင်းတို့ကပါဆဲဆိုကြတော့အမေဘာဆက်လုပ်ရမလဲ
သားသမီးတွေကနားလေကိုညီမဲလို့သူမထင်ခဲ့တာတိတ်မှားခဲ့တယ်ဒါအမေငါတို့ကိုချင်းချောက်တာပဲအဲ့ဒီမှာသားသမီးတွေကသူတို့အကြောင်းတွေပေါ်ပြီးအမွေမရမှာဆိုလို့မိခင်ကြီးကိုတေချောင်းကြံကြတော့တာပဲဒါဟာအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်တစ်ခုဖြစ်တယ်တောင်ကိုရီးယားရဲ့နာမည်အကြီးဆုံးအမှုတွေကတစ်ခုပေါ့ငွေဟာမိခင်ကိုတတ်စေတယ်သူတို့မိခင်ကြီးကိုဖမ်းချုပ်ပြီးမြေအောက်ခန်းမှာထားလိုက်တယ်ငါ့ကိုမင်းတို့အဖေနဲ့ကွာရှင်းဖို့လုပ်ပေးကြပါလားကွယ်ဒီအကြောင်းတွေဘယ်သူမှမပြောဘဲထွက်သွားပါမယ်ဖခင်ပန်ကဟာကွာရှင်းရင်ဥပဒေအရငါ့ငွေတွေပေးရမှာပေါ့ဘာလို့ကွာပေးရမလဲဒီကောင်မအကြံဒါကုန်မဲလားမင်းတို့ထဲမှာဘသူကရက်ဆက်တက်လဲကြည့်ကြသေးတာပေါ့မိသားစုကိုတစ္ဆာဖောက်ရင်တစ္ဆာဖောက်သူရဲ့တွားရလန်းပို့ရမှာပဲသားသမီးတွေကမိခင်ကြီးကိုပိုးပြီးနှိပ်စက်ကြတော့တယ်ကွာရှင်းခွင့်လည်းမပေးမိခင်အိမ်မှာပြန်နေခွင့်လည်းမပေးဘူးဒီမှာဆက်နေရင်သူတို့မိခင်ကိုတတ်ကြတော့မယ်ဒါမှမဟုတ်အယူထောင်ကိုအပုတ်ခံရတော့မယ်ဒါကြောင့်မိခင်ကြီးလီမီရန်မှာရွေးစရာလည်းမရှိတော့ဘူးကိုပဲတက်သေးလိုက်တော့တယ်ငွေကြီးတိတ်ချမ်းသာလုံးနဲ့ဖခင်ကြီးကမုန်းတော့အမွေမရမှာစိုးတယ်မောင်နှမ၄ယောက်ဟာမိခင်ကြီးလီမီရန်တေတော့မှဝမ်းသာကြတော့တယ်ဒါဟာချမ်းသာလှပါတယ်ဆိုတဲ့အတိုင်းဝိုင်းတွေမှာဖြစ်လိဖြစ်တာရှိတတ်တဲ့အကြီးတန်းမှုတွေဖြစ်တယ်ကျမခင်မွန်ဒီစာတွေဖြောက်ဖြက်ပြမှာဆိုလို့ကျမတေတန်းစာကိုဓာတ်ပုံရိုက်ပြီးနီးစပ်ရလူတွေကိုပို့လိုက်တာပါအဲ့ဒီထဲမှာငွေတန်း9000အကြောင်းနဲ့ဖြစ်ချောင်းစုံလင်ပါတယ်ဘန်ဝါတရားမှာနောက်ဆုံးကားရက်ထားခဲ့တဲ့လီမီရန်ရဲ့ကားထဲမှာတေတန်းစာ9ဆောင်ရှိတယ်လီမီရန်မတရားခံရတာကိုနာကြီးလွန်းလို့သူ့မိခင်ကတမက်ဖြစ်သူဘန်နဲ့မြေးတွေကိုတရားစွဲခဲ့တယ်အမှုမပြီးသေးပဲပထမတရားရုံးကတက်တည်အတိအကျမရှိလို့သားသမီးတွေကိုအကျဉ်းချုပ်ပြစ်ဒဏ်မဲ့ပေးခဲ့တယ်လီမီရန်ရဲ့မိခင်ကတမက်ဖြစ်သူဘန်စီကိုစာရေးခဲ့တယ်အဲ့ဒီစာဟာလူမှုကွန်ရက်ကတဆင့်တောင်ကိုရီးယားတနိုင်ငံလုံးပြန့်နှံ့သွားတယ်စာထဲမှာဘန်နောက်ဆုံးတော့မင်းနဲ့ငါရန်သူတွေဖြစ်ပြီးလမ်းခွဲခဲ့ကြရပြီမင်းရဲ့သားကြီးကားတိုက်ပြေးတဲ့အမှုကိုမင်းခုလိုလိုက်ပြီးဖုံးဖိငွေထိုးရတာမင်းပင်ပန်းတယ်မဟုတ်လားအေးငါသမီးကမင်းမသိတဲ့ပြဿနာပေါင်းများစွာကိုနှစ်ပေါင်း30ကျော်တယောက်တည်းဖြေရှင်းခဲ့တယ်ဒါကိုမင်းသိရဲ့လားမင်းကမကောင်းတဲ့မိန်းမနဲ့ပျော်ပါနေချိန်မှာငါသမီးကခလေးလေးယောက်ကိုအသေးချာထိမ့်သိမ့်ပြီးတော့ပြုစုပြောထောင်နေခဲ့တယ်မင်းကရုပ်ရှင်မင်းသမီးတွေနဲ့တွေ့ဖို့ငွေတွေတုံးပြနေတဲ့အချိန်မှာငါသမီးကခလေးလေးယောက်ရဲ့ပြဿနာတွေအတွက်ငွေတွေတုံးနေခဲ့ရတယ်မင်းရက်ဆက်လုံးပါတယ်2016ခုနှစ်စက်တင်ဘာ1ရက်နေ့တုန်းကညီမကြောက်တယ်အကိုဒါပေမဲ့ညီမမှရွေးစရာမရှိဘူးဒါတခုတည်းသောနီလန်းပဲလီမီရန်ဟာအကိုစီကိုအတန်ဖိုင်ပို့ခဲ့သေးတယ်မိခင်ကြီးလီမီရန်ဟာစက်ကူတစားလိုပန်ဝါတရားပေါ်ကလွင့်ကျသွားခိုက်ပေါ့မိခင်ကြီးလီမီရန်ဟာတေမကြောက်လွန်းလို့အော်ဟစ်နေခဲ့လေသလားမိခင်ကြီးလီမီရန်ဟာကြောက်လွန်းလို့အတန်မထွက်နိုင်ပဲစိုးနစ်နေခဲ့လေသလားမရွှေမူကိုရီးယား 3 November 2020ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်မှုငယ်ဆောင်ပါတွေနဲ့အတွေးမြင်ကောင်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့မရွှေမိုးကိုရီးယား YouTube Channel လေးကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်။နားဆင်သူတို့အတွက်အမြဲတမ်းအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားပေးပါရှင်။ဒီကနေ့လောက်နားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုမရွှေမိုးကိုရီးယား Channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။